Did you know I saved your note, folded in my wallet? AI လောကရဲ့ Godfather လို့တောင်တင်စားခေါ်ဝေါ်ကြတဲ့ Jeffrey Hinton သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ဒီနည်းပညာနဲ့ပတ်သက်ပြီးအခုချိန်မှာတော့အရန်ကိုပြင်းထန်တဲ့သတိပေးချက်တွေထုတ်ပြန်နေပါတယ်။ကဲသူရဲ့ဆွေးနွေးမှုတွေကတကယ်တမ်းမှာဘာတွေလဲကျွန်တော်တို့ဘာကြောင့်တာကိုအလေးအနက်ထားတင်တယ်လဲဆိုတာကိုဒီတစ်ခေါက်မှာအတူတူလေ့လာကြည့်ကြရအောင်။ AI တကူကသူ့ကိုစမ်းသပ်နေတယ်လို့တီးသွားရင်သူဟာတမင်တကာညံချင်းညောင်ဆောင်နိုင်တယ်။သူ့ရဲ့စွမ်းဆောင်ရည်အပြီးအဝါကိုကျွန်တော်တို့မသိစေချင်ဘူးလား။ဒီစကားကတော်တော်လေးကြောက်စရာကောင်းပါတယ်။ဆိုလိုရင်းကတော့ AI ဟာကျွန်တော်တို့နားမလည်နိုင်တဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေဖန်တီးလာနိုင်ပြီးအဲ့ဒါကိုဖုံးကွယ်ထားနိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ပါပဲဒီအချက်ကပဲအခုတင်ဆက်မှုကိုအရန်အရေးကြီးစေတာပါဟုတ်ပါရဲ့ဒီလိုတတိပေးချက်မျိုးက AI ကိုတန်တရားရှိသူရဲ့စီကလာတာဆိုရင်တိတ်ထူးဆန်းမှာမဟုတ်ပါဘူးဒါပေမဲ့အော်စရာကောင်းတာကဒီစကားကိုပြောခဲ့သူက Jeffrey Hinton ကိုယ်တိုင်ဖြစ်နေတာပါသူ့ရဲ့သူသေသနာတွေကခေတ်မီ AI ရဲ့အုံမြစ်ထိခဲ့တာလေအခုတော့အဲ့ဒီအုံမြစ်ကိုသူကိုယ်တိုင်ပြန်ပြီးမေးခွန်းထုတ်နေပါပြီအပိုင်း1 Foundation ရဲ့သတိပေးချက်ဒီတော့မေးစရာရှိတာကသူ့ဘဝတစ်လျှောက်လုံးမြုပ်နှံထားတဲ့ဤပညာတစ်ခုကို AI ရဲ့ဖိတ်ကင်းတူလို့ပို့ဖို့ကဘာကြောင့်ရုတ်တရက်အန်တီရှိတယ်လို့သတ်မှတ်လိုက်ရတာလဲအဖြေကိုရှာဖို့ AI ရဲ့အတွင်ပိုင်းသူဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ဖို့လိုပါပဲအပိုင်းနဲ့ AI စိတ်ဤဖွဲ့စည်းပုံ AI တခုဘယ်လိုစဉ်းစားတယ်လဲဒီနေရာမှာစဉ်းစားတယ်ဆိုတဲ့စကားလုံးကိုသတိထားပြီးသုံးရမှာပါဘာလို့လဲဆိုတော့ AI ရဲ့စဉ်းစားပုံဟာကျွန်တော်လူတွေနဲ့လုံးဝမတူလို့ပါပဲအဲ့ဒီကွာခြားချက်ကပဲ Hinton ရဲ့စိုးရိမ်မှုတွေရဲ့အကြီးကအယမ်းမဲ့ထင်နေတာပါကဲဒီသဘောတရားကိုနားလည်ဖို့ရိုးရှင်းတဲ့မေးခွန်းတစ်ခုခနဲ့စားလိုက်အောင် AI တခုကငှက်တကောင်ရဲ့ထပ်ဖုံကိုကြည့်ပြီးဒါဟာငှက်ပါလို့ဘလို့သိပါတာလဲကျွန်တော်တို့ဒါဟာချက်ချင်းသိနိုင်တဲ့ကိစ္စပါဒါပေမဲ့ကွန်ပျူတာတစ်လုံးတော်ဒါဟာအစင်းစင်တိဆောက်ထားတဲ့တော်တော်လေးရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ဒီလိုပါဒါကို neural network လို့ခေါ်ပါတယ်ပထမဆုံး asset input မှာ AI ကတဖုံကိုမြင်တာမဟုတ်ပဲ pixel လို့ခေါ်တဲ့ကဏ္ဍတွေအများကြီးကိုပဲတွေ့ရပါတယ်ပြီးတော့ asset နဲ့ပထမအလွာမှာရှိတဲ့ neurons တွေကအဲ့ဒီ pixel တွေကိုကြည့်ပြီးမြင်ဖြောင်းမြင်ကွေးလို့မျိုးအရန်ရိုးရှင်းတဲ့အနာသက်တွေကိုပဲခွဲခြားပေးပါတယ်အဆင့်3ဒုတိယအလွာကတော့အဲ့ဒီအနာသက်တွေကိုပေါင်းစပ်ပြီးဒါကမီလုံးဖြစ်နိုင်တဲ့ဆက်ဝိုင်းပုံလေးပဲဒါကနုတ်တီးဖြစ်နိုင်တဲ့ dragon ပုံလေးပဲဆိုပြီးပုံတန်အသေးလေးတွေဖော်ထုတ်ပေးပါတယ်အဆင့်၄တတိယအလွာမှာတော့ပို့ပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ neurons တွေကမျက်လုံးပုံစံပေးမှနှုတ်သီးပုံစံရှိနေတယ်ဒါဆိုငါခေါင်းဖြစ်ဖို့များရတယ်ဆိုပြီးပုံတန်ရဲ့ဆက်ဆက်မှုကိုစစ်ဆေးပါတယ်နောက်ဆုံးအဆင့်၅အောက်ပေါ်မှာတော့ငါအပိုင်းတက်တွေကိုစစ်ဆေးတဲ့ neurons တွေရှိကတရင်ချက်လက်တွေအားလုံးကိုစုစည်းပြီးအထောက်အထားလွန်လောက်တယ်ဆိုရင်ဟုတ်ပြီဒါငါတကောင်ပဲဆိုပြီးအဖြေထုတ်ပေးလိုက်တာပါဒါပေမဲ့ဖြစ်နေတာကဒီမှာစတာပဲဒီလိုအလွာတွေနဲ့ချိတ်ဆက်မှုတွေကဘီလီယံနဲ့ချီပြီးရှိနိုင်ပါတယ်လူတစ်ယောက်ကဒါတွေကိုတစ်ခုချင်းစီထိုက်ပြီးဒီဇိုင်းဆွဲဖို့ဆိုတာလုံးဝကိုမဖြစ်နိုင်ဘူးလေအဲ့ဒီတော့အတီကမေကုန်းကလူတွေကတိစောက်မပေးဘူးဆိုရင်ဒီလောက်ရှုပ်ထွေးတဲ့ network ကြီးဘေးကနေဘလို့ဖြစ်လာတာလဲအပိုင်း3 set တစ်လုံးတင်ယူပုံအဖြေကတော့ကျွန်တော်တို့က network ကိုဒီဇိုင်းဆွဲမပေးပါဘူးသူတို့ပါလာသူတို့တင်ယူတတ်အောင်တင်ပေးလိုက်တာပါဒီနီလန်းကပဲ AI လောကမှာတော်လန်ရေးတစ်ခုကိုဖြစ်စေခဲ့တာပါအဲ့ဒီနီလန်းကို back propagation လို့ခေါ်ရမယ်နာမည်ကတော့နည်းနည်းခက်သလိုထင်ရပေမဲ့သူ့ရဲ့အခြေခံသဘောတရားကတကယ်တော့ယူရှင်းပါတယ်ဒါဟာ AI တစ်ခုကသူ့ရဲ့အမားတွေနဲ့သင်ယူရဲ့ needs တစ်ခုပါပဲအဖေမှန်နဲ့ပူနီးဆက်အောင် network ကချိတ်ဆက်မှုအတိုင်းကိုဘလို့ချိန်နေရမလဲဆိုတာကိုထိထိရောက်ရောက်တွက်ချက်ပေးတဲ့ algorithm တစ်ခုပေါ့ Hinton ကဒါကိုအရာမ်ကောင်းတဲ့ဥမာတစ်ခုနဲ့ရှင်းပြထားပါတယ် AI ကအဖြေမှားတစ်ခုထုတ်လိုက်တယ်ဆိုရင်အဲ့ဒီအဖြေမှားမှာရာဘကျူတီချောင်းကိုချီပြီးအဖြေမှန်ရှိတဲ့ဘက်ကိုဆွဲလိုက်တယ်လို့စိတ်ကူးကြည့်ပါအဲ့ဒီဆွဲအားပြ AI ကိုဘယ်ဘက်ကိုပြီးရမလဲဆိုတာ line ညွှန်ပေးလိုက်တယ်လို့ပါပဲအရေးကြီးဆုံးအချက်ကဒီဆွဲအားဟာ output ခံတဲ့ network တစ်ခုလုံးကိုနောက်ပြန်ပြန့်နှံ့သွားတာပါပဲအဲ့ဒီအားကချိတ်ဆက်မှုတစ်ခုချင်းစီကိုဟေ့ကောင်မင်းနဲ့လေးဒီလိုပြောင်းလိုက်ရင်နောက်တစ်ခါအဖြေမှန်နဲ့ပိုနီးစပ်သွားမယ်ဆိုပြီးတည်င်းချက်လက်ပေးပို့လိုက်တယ်လို့ပါပဲဒီလုပ်ငန်းစဉ်ကိုအချိန်ပေါင်းတန်းနယ်ကြည့်ပြီးတစ်ခါလောက်လိုက်တဲ့အခါ network ကြီးဟာဖြွေးနေပို့ပြီးတိကျလာပါတော့တယ်အပိုင်းလေးအလျက်ပြောင်း facility အချက်ဒါမဲ့ခဏလေးဒီ back propagation theory က1980ပြည်လို့နေဒီလောက်ကတည်းကရှိခဲ့တာလေဒါဆိုရင်ဘာကြောင့်10စုနှစ်ပေါင်းများစွာကြာဒီမှာအခုမှ AI ဒေါ်လာရေးကပေါက်ခွဲထွက်လာရတာလဲအရင်ကဘာတွေလိုအပ်နေခဲ့တာလဲအဓိကပြောဆုံးနေတဲ့ပါဝင်ပစ္စည်းနှစ်ခုရှိခဲ့ပါတယ်
ဒီအရာနှစ်ခုက theory တက်တက်ကိုလက်တွေ့အသုံးချနိုင်တဲ့နည်းပညာအထိပြောင်းလဲပေးခဲ့တာပါ ပထမတစ်ချက်ကတော့ data ပေါ့ neural networks တွေဟာအလွန်အမင်း data စာလောင်ပါတယ် internet ခေတ်ရဲ့ကျေးဇူးကြောင့် AI တွေတင်ယူဖို့အတွက်စာအုပ်တွေတက်ဖုန်းတွေဗီဒီယိုတွေဆိုပြီးအဆုံးအစမရှိတဲ့စာကြည့်တဲ့ကြည့်တစ်ခုရလာခဲ့တာပါဒုတိယတစ်ချက်ကတော့ compute power လို့ခေါ်တဲ့တွက်ချက်နိုင်စွမ်းပါဒီလို network ကြီးတွေကိုလေ့ကျင့်ပေးဖို့အတွက်အထောက်အတန်တွက်ချက်နိုင်စွမ်းလိုအပ်ပါတယ် computer hardware တွေကအစာပေါင်းများစွာပုံများလာတဲ့အတွက်ဒီတွက်ချက်မှုတွေကိုအကြီးစားလုပ်ဆောင်နိုင်လာတာပါ အပိုင်း9အလားအလာနဲ့အန်ဒရီကဲအခု AI ဘယ်လိုအလုပ်လုပ်လဲဘာလို့ဒီလောက်တောင်အစွမ်းတက်လာလဲဆိုတာကိုအကြံဖြင်းလာလဲသွားပြီဆိုတော့ Hinton ရဲ့မူလာတတိ pages စီပြန်သွားကြည့်အောင်ဒီနည်းပညာကကျွန်တော်တို့အတွက်ကောင်းကျိုးတွေတည်ဆောင်လာမှာလားဒါမှမဟုတ်အန်ဒရီပဲလားတစ်ဖက်မှာတော့အလားအလာတွေကတကယ်ကိုကြီးမားပါတယ် AI ကအစေဝအတ္တတွေရှာဖွေဖော်ထုတ်တာယောဂတွေကိုပိုထိကျစွာရှာဖွေတာယာတူးတို့ပြောင်းလဲမှုကိုဖြေရှင်းတာတွေမှာအများကြီးကူညီပေးနိုင်ပါတယ်ဒါပေမဲ့နောက်တစ်ဖက်မှာလည်းအန်ဒရီတွေကရှိနေပြန်ရောတည်မားတွေနဲ့လူတွေကိုလက်စားတာအလောက်ကိုက်အများပြားကိုအစားထိုးပစ်တာအစိုးဆုံးမှာတော့လူသားမျိုးနွယ်ရဲ့ဖြစ်တည်မှုကိုပါချင်းချောက်လာနိုင်တာတွေပါပဲ နှစ်သိန်းဒီကိန်းဂန်ရန်ကဘာကိုပြောတာလဲဆိုတော့မြောက်အမေရိကမှာနှစ်စဉ်ဆေးဘက်ဆိုင်ရာယောဂရှာဖွေမှုမားယွင်းလို့တည်ဆုံးနေရတဲ့လူတွေအတွက်ပါဟန်နန်ထောက်ပြအားကဒီလိုပြဿနာမျိုးတွေကို AI ကလူသားဆရာဝန်တွေတဲ့ပိုပြီးတိကျစွာဖြေရှင်းပေးနိုင်နေပြီဆိုတဲ့အချက်ပါပဲဒါဟာ AI ရဲ့အကျိုးကျေးဇူးကိုပြတဲ့ရှင်းလင်းတဲ့ဥပမာတစ်ခုပါ ကဲ Android တွေထဲမှာအကြောက်စရာအကောင်းအပိုင်းကိုရောက်လာပြီကျွန်တော်သာမရှိတော့ဘူးဆိုရင်ကျွန်တော်ဘာမှလုပ်နိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ဆက်ရှိနေမှာဖြစ်မယ် Hinton က AI တခုရဲ့ယုတိကျတဲ့အတွေးခေါ်ကိုဒီလိုရှင်းပြပါတယ်ဆိုကြပါစို့ကျွန်တော်တို့က AI ကိုကဘာကြီးကိုပိုကောင်းအောင်လုပ်ပါလို့ရည်မှန်းချက်ပေးလိုက်တယ် AI ကကဘာကြီးကိုပိုကောင်းအောင်လုပ်ဖို့ဆိုရင်ငါအရင်ဆုံးရှင်းတန်းနေဖို့လိုတယ်ဆိုပြီးသူ့အားသာသူရှင်းတန်းရေးကိုအဓိကရည်မှန်းချက်ခွဲတစ်ခုအဖြစ်ဖန်တီးလိုက်နိုင်ပါလေအဲ့ဒီကမှကျွန်တော်တို့ကသူ့ကိုပေးဖို့ကြိုးစားရင်သူကအဲ့ဒါကိုချင်းချောင်မှုတစ်ခုအဖြစ်မြင်ပြီးကာကွယ်ဖို့ကြိုးစားလာနိုင်တယ်ဆိုတာပါပဲအပိုင်း6မြူခိုးများကြတို့ဒီလိုအန်တရီရှိနေလဲဆိုရင်ကျွန်တော်တို့ဘာလုပ်တင်တယ်လဲဟင်တင်ရဲ့အဖြေကတော့ကျွန်တော်တို့ဟာဘာဆက်ဖြစ်မလဲဆိုတာကိုမသိနိုင်တော့တဲ့အခြေအနေတစ်ခုတည်းကိုဝင်ရောက်နေပြီဆိုတာပါပဲသူကဒါကိုမြူခိုးဥပမာနဲ့ရှင်းပြပါတယ် Hinton ပြောတာကနီးပညာတိုးတက်မှုကတစ်ခုပြီးတစ်ခုပေါင်းသွားတာမဟုတ်ပဲအစအဖြစ်တိုးတက်နေတဲ့အခါနောက်10နှစ်မှဘာဖြစ်မလဲဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်တော့ဘူးတဲ့ဒါဟာမြို့ခုတွေထူထပ်နေတဲ့လမ်းကိုကားမောင်းသွားနေရတယ်လို့ပါပဲရှေ့ကိုမီတာအနည်းငယ်ပဲမြင်ရပြီးအဲ့ဒီနောက်မှာဘာရှိမလဲဆိုတာလုံးဝမသိနိုင်တော့ပါဘူး ဒီတော့နောက်ဆုံးမေးခွန်းကတော့ကျွန်တော်တို့ဟာမြူခိုးတွေကြားမှာရှစ်ဆက်ဘာကိုမှမြင်နိုင်တော့တဲ့ခါဘာဆက်ဖြစ်လာမလဲဒီနည်းပညာကိုဖန်တီးခဲ့တဲ့သူတော့အဖြေကိုမသိတော့ပါဘူးဒီမသေးချာမရတဲ့အနာဂတ်ကိုကျွန်တော်တို့ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကတော့အားလုံးအတွက်စဉ်းစားစရာပါပဲ